မင်္ဂလာပါ Healing Space ကနေကြိုဆိုပါရစေဒီနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ဘဝဆိုတာခရီးတစ်ခုပဲဖြစ်ပါတယ်ဆိုတဲ့ကောင်းစဉ်လေးပေါ့နော်ဘဝဆိုတာအမြန်ရောက်ရမယ်ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူးသူများထက်အနိုင်ရဖို့လိုတဲ့အားကစားကွင်းကြီးလည်းမဟုတ်ပါဘူးဘဝဆိုတာခရီးတစ်ခုပဲဖြစ်ပါတယ်တချို့ကမြင်မြင်သွားတယ်တချို့ကနေနေသွားတယ်တချို့ကသွားရင်းနဲ့လမ်းလွဲသွားတယ်တချို့ကလမ်းနာမှာခဏလေးရက်ပြီးတော့အနားယူကြတယ်ဒါပေမဲ့အားလုံးဟာကိုယ်ခရီးကိုသွားနေကြတာပါဘဝမှာသူများထက်နောက်ကျနေပြီလို့ထင်မိတဲ့အချိန်တွေရှိမယ်သူများတွေအောင်မြင်တာကိုကြည့်ပြီးတော့ကိုအားမလို့အားမရဖြစ်မိတဲ့အချိန်တွေရှိမယ်ဒါပေမဲ့ဒါကိုတော့တတိယပြီးပါဘဝမှာနောက်ကျရဲဆိုတဲ့အချိန်အကန့်အသတ်မရှိပါဘူးပန်းတွေဟာမနဲ့ခင်မှလည်းပွင့်ကြတယ်လို့ညမှာပွင့်တဲ့ပန်းတွေလည်းရှိကြပါတယ်ဒါပေမဲ့ဘယ်ပန်းကိုမှပွင့်တာနောက်ကျလိုက်တာဆိုပြီးတော့မပြောကြပါဘူးကိုယ့်ဘဝလည်းဒီလိုပဲဖြစ်ပါတယ်တချို့ကအသက်ငယ်ငယ်နဲ့အောင်မြင်သွားတယ်တချို့ကအသက်ကြီးမှလမ်းကိုရှာတွေ့တယ်ဒါဟာမားနေတာမဟုတ်ပါဘူးနောက်ကျနေရလည်းမဟုတ်ပါဘူးဒါဟာကွဲပြားတာပဲဖြစ်ပါတယ်ဘဝကိုပြန်ပွဲတစ်ခုလိုမြင်လိုက်တဲ့အခါမှာစိတ်ကမပျော်ရွှင်နိုင်တော့ပါဘူးဒါပေမဲ့ဘဝကိုခရီးတစ်ခုလိုမြင်လိုက်တဲ့အခါမှာလမ်းပေါ်ကပန်းလေးတွေဘယ်လောက်ထိလာလဲဆိုတာကိုတတိထားမိလာမယ်။ခေါင်းကင်ကြီးဘယ်လောက်ထိတောင်မှကြည်လင်လဲဆိုတာကိုကြည့်မိလာမယ်။ကိုယ့်အသက်ရှူတံကိုလည်းတတိထားမိလာပါလိမ့်မယ်။ခရီးသွားတဲ့အခါမှာရည်ရွယ်ချက်ကရောက်ဖို့တခုတည်းမဟုတ်ပါဘူး။လမ်းပေါ်ကမြင်ကွင်းတွေလမ်းပေါ်ကလူတွေကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေပါအရေးကြီးပါတယ်။ဘဝလည်းထိုနည်းတူပါပဲ။အောင်မြင်ဖို့တခုတည်းအတွက်မဟုတ်ပါဘူး။ကိုယ်ဘယ်လိုကြီးပြင်းလာလဲဆိုတာကပါအရေးကြီးပါတယ်။ဒီနေ့မပျော်ရွှင်ဘူးလားရပါတယ်ဒီနေ့ပင်ပန်းနေလားရပါတယ်ဒီနေ့လမ်းပြောင်းနေလားရပါတယ်ဘာလို့လဲဆိုတော့ခရီးဆိုတာတရက်ထဲနဲ့မပြီးတော့ပါဘူးတချို့နေ့တွေမှာနေတာမယ်တချို့နေ့တွေမှာမိုးရွာမယ်ဒါပေမဲ့မိုးရွာလို့ခရီးကိုရက်လိုက်စရာမလိုပါဘူးခဏနာပြီးတော့မိုးတိမ်မိတ်ချိန်ကိုစောင့်လိုက်လို့ရပါတယ်ဘဝလည်းထိုနည်းတူပါပဲမောနေတဲ့ချိန်မှာခဏနာပါကိုအပြစ်မတင်ပါနဲ့တင်ဟာတာမန်လူသားတယောက်ဆိုတာကိုမမေ့လိုက်ပါနဲ့သူများရဲ့ဘဝကိုကြည့်ပြီးတော့ကိုယ့်ဘဝကိုအားမလို့အားမရမဖြစ်ပါနဲ့သူများဘဝရဲ့အပိုင်း30ကိုကိုယ့်ဘဝရဲ့အပိုင်းနဲ့နိုင်ရှင်တာမလုပ်ပါနဲ့ကိုယ်စာအုပ်ကကိုယ့်အချိန်နဲ့ကိုရှိပါတယ်တင်အခုတည်းအသက်ရှင်နေနိုင်တယ်ဆိုတာကအောင်မြင်မှုတစ်ခုပါတင်မနဲ့တိုင်းကောင်းကောင်းမွန်မွန်နိုးထလာနိုင်တယ်ကောင်းကောင်းမွန်မွန်အသက်ရှူနိုင်တယ်တင်တိမြင်ခံစားနိုင်တယ်ဒါတွေဟာအရေးပါတဲ့အောင်မြင်မှုတွေပါဘဝတစ်ခုကိုပြိုင်ပွဲတစ်ခုလိုအဖြစ်မခံပါနဲ့ဘဝကိုခရီးတစ်ခုလိုခံစားကြည့်ပါမဖြစ်လာသေးတဲ့အနာဂတ်အတွက်အများကြီးတွေးမပူပါနဲ့တင်ရရှိပြီးတာယနေ့ကိုကောင်းကောင်းမွန်မွန်ဖြတ်တန်းပါဒီနေ့မှာတင်နောက်ပြန်လဲကြည့်လိုက်တဲ့အခါမှာတင်ဒီနေ့ကိုကျေးဇူးတင်နေမှာပါဘာလို့လဲဆိုတော့တင်လက်မလျှော့ခဲ့တဲ့အတွက်တင်ဆက်ရှောင်နေခဲ့တဲ့အတွက်ပါမြင်မြင်ရှောက်စရာမလိုပါဘူးပြီးပြည့်စုံနေစရာလည်းမလိုပါဘူးကိုယ့်အချိန်နဲ့ကိုညီကိုဟန်နဲ့ကိုတွားပါဘဝဆိုတာပြန်ပွဲတစ်ခုမဟုတ်ပါဘူးခရီးတစ်ခုပဲဖြစ်ပါတယ်ရရှိလာတဲ့ဒီခရီးကိုညင်သာစွာတွားပါကိုချစ်ပါကိုယုံကြည်ပါကိုဘဝကိုလည်းယုံကြည်ပါဒီခရီးပြီးဆုံးသွားရင်ကျွန်တော်တို့အားလုံးဒီကဘာကြီးကနေထွက်သွားရမယ်ဆိုတာဘယ်သူမှမမြင်နိုင်ပါဘူးအဲ့ဒီနေ့မှာတင့်အိမ်တွေကိုယူသွားလို့မရပါဘူးတင့်ကားတွေကိုလည်းယူသွားလို့မရပါဘူးတင့်ဘဏ်အကောင့်တရားငွေတွေကိုလည်းယူသွားလို့မရပါဘူးတင့်ရဲ့လက်မှတ်စာရွက်တွေတင့်ရဲ့ပွဲဒီဂရီတွေတင့်ရဲ့ယာတူအမည်တွေအဲ့ဒီနေ့မှာအားလုံးဒီကဘာပေါ်မှာပဲကြံခဲ့ပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့တကယ်ယူသွားနိုင်တာပါလေကျွန်တော်တို့ယူသွားနိုင်တာကကိုဘလို့ချစ်ခဲ့လဲကိုဘလို့ကျင်နာခဲ့လဲလူတွေကိုဘလို့ဆက်ဆံခဲ့လဲဆိုတာကိုပါကျွန်တော်တို့ယူသွားနိုင်တာကကိုဘသူ့ကိုပျော်ရွှင်စေခဲ့လဲကိုဖက်ကဘသူ့ကိုမျက်ရည်တုပ်ပေးခဲ့ဖူးလဲကိုဘသူ့ကိုတယောက်တည်းမဖြစ်အောင်အဖို့လုပ်ပေးခဲ့ဖူးလဲအဲ့ဒီချိန်မှာတင်ဘလောက်အောင်မြင်ခဲ့တာလဲတင်ဘလောက်ချမ်းသာခဲ့တာလဲဆိုတာအရေးမကြီးတော့ပါဘူးဘဝတစ်ခုရဲ့အဆုံးမှာအရေးကြီးဆုံးကတင်ဟာလူသားတယောက်အဖြစ်ဘလောက်နှွေးထွေးခဲ့တာလဲဆိုတာပါဒီနေ့မှာတင်ကိုလူတွေတတိရတဲ့အခါတင်အိမ်ကြီးတစ်လုံးပိုင်ဆိုင်ခဲ့တယ်လို့မပြောကြပါဘူးတင်ဟာအရန်ကျင်နာတဲ့လူဖြစ်ခဲ့တယ်လို့ပဲပြောကြပါလိမ့်မယ်ဒါဟာဘဝတစ်ခုရဲ့အနှစ်သာရပါဒါကြောင့်ဘဝကိုပြန်ပွဲလို့အဖြစ်မခံပါနဲ့သူများထပ်ပို့ရဖို့
သူများထက်ပိုမြန်ဖို့သူများထက်ပိုအောင်မြင်ဖို့ကိုယ်စိတ်ကိုအမြဲညှင်းဆဲနေရင်တင်ဟာတင်ရရှိခဲ့တဲ့ဒီခရီးရဲ့အလားအပါတွေကိုလွတ်သွားပါလိမ့်မယ်ဘဝဆိုတာရောက်ဖို့ကအတိကမဟုတ်ပါဘူးခံစားဖို့ပါအသက်ရှူတံကိုခံစားကြည့်ပါမိုးရွာတဲ့အတန်ကိုနားထောင်ကြည့်ပါလေတိုက်တဲ့အတန်ကိုလည်းခံစားကြည့်ပါဒီအတန်လေးတွေကငွေနဲ့ဝယ်လို့မရပါဘူးဒီနေ့မှာတင်ဘွားကိုပြန်လှည့်ကြည့်လိုက်တဲ့အခါမှာငါဘလောက်ငွေရှာနိုင်ခဲ့တာလဲဆိုတာထက်ငါဘလောက်ချစ်ခဲ့လဲငါဘလောက်ထိအေးချမ်းခဲ့လဲဆိုတာကိုပဲပို့ပြီးတော့တတိယလာပါလိမ့်မယ်ဒါကြောင့်ကိုပြောပြပေးပါငါအလင်းလို့စရာမလိုဘူးငါပြိုင်ပွဲပြိုင်နေတာမဟုတ်ဘူးငါဒီခရီးကိုအပြည့်အဝခံစားမယ်ဆိုပြီးတော့ကိုပြောပေးပါဘဝတစ်ခုရဲ့အဆုံးမှာတင်ဘလောက်ရခဲ့တာလဲဆိုတာအရေးမကြီးပါဘူးတင်ဘလို့နေခဲ့ရတာလဲဆိုတာပဲအရေးကြီးတာပါဒါကြောင့်ကိုဘဝကိုကောင်းကောင်းမွန်မွန်ဖြတ်တန်းပါဘဝဆိုတာတစ်ခါပဲရတဲ့ခရီးပါမြင်တာစွာဖြတ်တန်းပါနှလုံးသားနဲ့ဖြတ်တန်းပါဒီလောက်ဆိုရင်လုံလောက်ပါတယ်ဒီဗီဒီယိုလေးကနေကောင်းမွန်တဲ့ခန်းစားချက်တစ်ခုရရှိခဲ့ရဆိုရင် channel လေးကို subscribe လုပ်ထားပြီးတော့ like and share လေးလုပ်ထားပြီးဖို့လည်းမမေ့နဲ့နော်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်